flyweight တန်ကိုသုံးလုံးစီခဲ့တဲ့ UFC 339ရဲ့တွေးပြက်စရာပွဲတစ်ပွဲပြီးမှတွေးချင်းနေပြီးအောင်ပွဲခံနေတဲ့ Brandon Royval ရဲ့ပုံရိပ်များအားလုံးပဲမင်္ဂလာပါ The Fight Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် flyweight တန်ရဲ့အနာဂတ်လူငယ်ကျယ်ပွင့်က Wire Fighter ကြီးကိုဖြုတ်ချတော့မယ်လို့အားလုံးကထင်ခဲ့ကြတာပါပွဲကလည်းပြီးကန်ပြီးတွေးကလည်းရဲတောက်လို့ပါဒါပေမဲ့ UFC မှာပွဲမချင်းဘာမှကြိုပြောလို့မရဘူးဆိုတာကို Brandon Royval ကနောက်တစ်ချိန်တက်တည်ပြလိုက်ပြန်ပါပြီဟုတ်ပါတယ်ဒါဟာ UFC 339ရဲ့တက်တန်တစ်လျှောက်အကျိတ်အနယ်ဆုံး YouTube ပေါ်ကောင်းဆုံးကမ်းပတ်ပွဲတစ်ပွဲပါပဲပွဲမစခင်ကတည်းကအသက်28နှစ်အရွယ်လူငယ်ဖိုက်တာလေးကဗာနာဟာဒီဘက်ကိုနိုင်ရင် Top Fight တွေဝင်လာတော့မဲ့လာရှိသူပါတစ်ဖက်ကလည်း Wire Fighter Brandon Royval ကတော့သူ့ရဲ့နေရာကိုလွယ်တကူစားတော့မခံနိုင်ဘူးဆိုတာကိုတက်တည်ပြဖို့အတွက်စားလောင်နေခဲ့တာပါပွဲစားတာနဲ့ Royval ဟာပုံမှန်အတိုင်းပဲတကွင်းလုံးကိုပတ်မွေပြီးတော့ထိုးစစ်ဆင်ခဲ့ပါတယ်ဘယ်တော့ကနေဘယ်လိုထွက်လာမှမသိတဲ့ထိုးချက်တွေတက်ရှိချိန်မပေးတဲ့ဖိအားတွေကြောင့်ပဲပထမချိန်မှာတော့ Brandon Royval ကပွဲကိုစိုးမိုးထားနိုင်ခဲ့ပါတယ်ဒါပေမဲ့တက်လူဖိုက်တာကဘာနာကလည်းလွယ်နဲ့ပြန်မခတ်သွားပဲနဲ့စစ်စစ်နဲ့ကြတဲ့အားပါတဲ့ကောင်တာထိုးချက်တွေနဲ့ပြန်လည်တုတ်ပြန်ခဲ့လို့ပထမကြီးကအတော်လေးနဲ့အချိန်နဲ့ရှိခဲ့ပါတယ်ဒုတိယကြီးမှာတော့အခြေအနေတွေကပြောင်းပြန်ဖြစ်ကုန်ပါတယ်ကစားကွက်ပိုစစ်ဆက်လာတဲ့ကဗာနာဟာရာဘဲရဲ့လက်ရချက်ကိုအမိရဖမ်းပြီးပြင်းထန်တဲ့လက်တီချက်တွေနဲ့လဲကုတ်ကဖြစ်အောင်ဆောင်ရွက်လိုက်ပါတယ်ရာဘဲတွေကချမ်းမြေပေါ်လဲကျသွားချိန်မှာတော့အားလုံးကတော့ကဗာနာတာစီရယူပြီးတော့ပွဲကိုအမြန်ဖြတ်လိုက်မယ်လို့ထင်လိုက်ကြတာပါဒါပေမဲ့ဘရန်ရာဘဲရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူကဒဏ်ရာရလေးပိုယူတလေးဖြစ်လာတာပါပဲကဗာနာရှိကပွဲသိမ်းဖို့ဖိသမျှထိုးချက်တွေကိုခဏရင်ပြည့်နဲ့ပြန်လည်တုတ်ပြန်ရင်ဒုတိယချီကိုအသေးအတန်တက်ဆက်သွားနိုင်ခဲ့ပါတယ်တတိယချီအဆုံးဖြတ်မှာလဲကဗာနာဟာ Brandon Royval ကိုနောက်တစ်ချိန်ထပ်ပြီးတော့တောင်းလို့တော့အောင်လွတ်ပြနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချက်တဲအဲ့ဒီအခိုက်အတန့်မှာပဲ Wire Fighter တယောက်ရဲ့အတွေ့အကြုံနဲ့ Gavin Ski ကပွဲကိုပြောင်းလဲပြစ်လိုက်ပါတယ် Brandon Royval ဟာကဗာနာကိုမြေရင်ပေါ်လို့တိတ်တောင်းလောက်လိုက်ပြီးတော့တိုက်ကွက်ပြောင်းပါတယ်အစပိုင်းမှာအန်ထရိုင်ကိုစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါပေမဲ့ချက်ချင်းပဲအကွက်ရှိပြီး Real Nugget နောက်ပြန်လေပင်ချုပ်ကွက်ကိုအမိရချုပ်လိုက်နိုင်ပါတယ်ပွဲချိန်3မိနစ်နဲ့39စက္ကန့်မှာပဲကဗာနာရောက်မခနိုင်တော့ဘဲနဲ့လက်ပုတ်ရှုံးပြီးလိုက်ရပါတော့တယ်ဒီပွဲကိုတုံးတက်ရရင်တက်လူဖိုက်တာတွေရဲ့ထိုးတက်အားကောင်းမှုပေမဲ့အချက်တဲကြားကနေရုံထွက်နိုင်တဲ့ Wire Fighter တယောက်ရဲ့အသေးနဲ့ဆွဲ ground game နည်းပြဟာကိုတော့မကြုံနိုင်သေးဘူးဆိုတာပါပဲ Brandon Royval ကတော့ဒီနိုင်ပွဲကြောင့် Top Fight နေရာကိုအခိုင်အမာဆက်ထိန်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးမှာတော့ UFC 339ရဲ့ Fight the Night ဆုကို Brandon Royval နဲ့ကဗာနာတို့ကထိုက်တဲ့ပဲရရှိသွားပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် UFC သတင်းဆောင်ကိုအစင်မပြတ်တင်ဆက်ပေးနေတဲ့ The Fight မြန်မာပဲဖြစ်ပါတယ်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေကျေးဇူးတင်ပါတယ်